အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ Golden Farmer YouTube Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ပြင်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ပြည်သူတွေမြောက်ဖြစ်ပါတယ်။တော့ယခုနေ့စိုက်ပျိုးရေးအသုံးစရိတ်မြင့်မားတဲ့အတွက်သွင်းရစုတွေမြင့်မားတဲ့ကျွန်တော်တို့ဒီနှစ်မှာဆိုရင်ပြင်ကျွန်တော်တို့ဒီမြက်တွေကိုအရှင်းဆုံးကမ်းခြံသက်စီနဲ့ဒီလိုဖြန်းလိုက်ပြီးတဲ့အချိန်မှာအခုမြက်တွေက6ရက်တွင်မှာကျွန်တော်ဣဒတာကြာပါပြီ။အဲ့ဒီအချိန်မှာကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ဒီထွန်ဆက်ဒလိန်ကိုမောင်းပြီးတော့ကျွန်တော်တို့နောက်ကနေလိုက်ပြီးတော့စပားတွေကိုပတ်မှာဖြစ်ပါတယ်။ဟိုယခုလိုမြက်သက်ထားတဲ့အပေါ်မှာဒလိန်တစ်ဆက်အောင်းပြီးတော့ကျွန်တော်တို့စပားကိုထပ်ပြီးတော့ဘောင်းကနေပြီးလိုက်လံကျက်ပတ်ချခြင်းဖြစ်ပါတယ်။အဲ့အတွက်ကျွန်တော်တို့စိုက်ပျိုးရေးသွင်းရစိတ်တွေကုန်ချောင်းမှုစိတ်တွေအနေနဲ့တက်တာပြီးတော့ကျွန်တော်တို့အသမားတွေရဲ့သွင်းရသူဒီတက်တောင်ကျွန်တော်တို့ခိုးပြီးတော့လှုပ်ချဖြစ်ပါတယ်။အဲ့တော့ဈေးကွက်မရေရာမှုဈေးကွက်မတည်ငြိမ်မှုတွေကြောင့်ကျွန်တော်တို့လဲတွေကိုအဆင်ပြေအောင်သွင်းရသူတက်တောင်မျိုးမျိုးရှာကြံပြီးတော့အသမားတွေကိုဒီပေါ်ကတော့လုတ်ကြနေရပါခင်ဗျာ။